1-2 ဆိုတဲ့ရလဒ်လေးတစ်ခုကကမ္ဘာနှစ်ခုကိုခြားနားစေခဲ့တယ်။ပရိသတ်များမင်္ဂလာပါ။စူပါဆန်ဒေးညမှာတော့ United တို့အဝေးကွင်းမှာလီဗာပူးကို 1-2 နဲ့နိုင်ခဲ့ပါတယ်။ဒီကမ္ဘာလုံးတိုင်းတာမှာ United ပရိသတ်တွေကတခြားပရိသတ်တွေထက်ပိုများတယ်ဆိုတော့ညှင်းလို့မရသလိုဒီနိုင်ပွဲကြောင့်ပဲကမ္ဘာအများဆုံးဘောလုံးပရိသတ်တွေအတွက်တင်းလင်းလာနေကတော့အောင်ပွဲအပြည့်ခံကြတဲ့နေ့လိုပဲဆိုရမှာပါ။မြန်မာပြည်ကပရိသတ်တွေအတွက်ဆိုတော့တင်းလင်းလာနေအောင်ပိတ်ရက်ဖြစ်နေလို့စူပါဆန်ဒေးမှာအပျော်လုံးပြီးတော့ကဲသမျှကိုတင်းလင်းလာနေမှာပြန်ပြီး recovery လုပ်လို့ရတဲ့အနေအထားမျိုးပါ။တပတ်ကလည်းပပူးဖန်တွေအတွက်ကတော့တင်းလာနေပိတ်ရတာကကံကောင်းတယ်လို့ပဲဆိုရမှာပါ။တရက်နောက်ကျပြီးမှရုံးမှာရှိတဲ့ United Fan ရဲ့မျက်နှာချင်းဆိုင်လေးတိုင်းမှုတွေကိုကြုံရမှာပါ။ဒါကလည်းကံကောင်းခြင်းတဲ့မျိုးပါပဲ။ဟုတ်ပါတယ်။ကျွန်တော်ထပ်မှတင်ဆက်ခဲ့သလိုပဲဒီအနိုင်ရှုံးရလက်တစ်ခုကကျွန်တော်နေထိုင်တဲ့ကဘာကြီးကိုနှစ်ခုပြည့်နဲ့ခြားနားစေခဲ့ပါတယ်။မြင်အောင်ပြောရမယ်ဆိုရင်ကဘာကြီးရဲ့တစ်ဖက်မှာနိုင်ပွဲရလို့ပြောနေကြပေမဲ့ United Fan တွေပါဝင်လီဗာပူးရှုံးလို့ပြောကြတဲ့တခြားသော fan တွေတက်ဝက်ပါ။နောက်တစ်ဖက်ကတော့လေးပွဲဆက်တိုက်ရှုံးပွဲဆက်ခဲ့မှုကြောင့်ကြေကွဲဝန်းနေကြတဲ့လီဗာပူး fan တွေကတက်ဝက်ပေါ့ဗျာ။နိုင်လေးတိုက်ရှုံးရင်ငြိမ်ခံနေရမယ်ဆိုတော့တဘာဝတစ်ခုလို့ဆိုနိုင်ပေမဲ့လေဒီလိုဘက်မှာရှုံးခဲ့တာကနေစရာနေရာကိုမရှိပဲစားလဲဒီစိတ်သွားလဲဒီစိတ်နဲ့ကူတဲ့တာပြေးအောင်ခြင်းနဲ့စိတ်တွေပေါက်နေကြမှာပါမကစားခင်တွေကလီကြီးမိုးကြီးနဲ့ကြိုတိုက်ခဲ့ကြတဲ့လီဗာပူး fan တွေလည်းဒီအချိန်မှာတော့နှဆအားနဲ့တိုက်တဲ့မုံတဲလောက်ကြီးတဲ့အရာမျိုးနဲ့ရန်ဆိုင်ရမှာပါဒါပြင်နောက်တစ်ချက်က2016ခုနှစ်ကတည်းကအန်ဖီမှာတွေ့တိုင်းအမြဲထူထောင်နေရတဲ့ United တွေလည်းဒီချိန်မှာတော့ဟီဟာလုပ်ပြီးပြန်သွားခဲ့ပါတယ်လီဗာပူးကအန်ဖီကမှာငကားမြတ်ဆောင်းနဲ့ထိုးသလိုမျိုးကြောက်မက်ဖွယ်ကောင်းကင်မှုတွေကလည်း United အတွင်းမှာပြာကျသွားခဲ့ပါတယ်လေးပွဲဆက်အရှုံးနေတူအဆင့်လေးရောက်သွားတဲ့လီဗာပူးနဲ့နိုင်ပေမဲ့လည်းအဆင့်တစ်ဆင့်သာတက်နေခဲ့တဲ့ United တို့ကြောင့်မှာအဆင့်50ကွာဟနေတာတော့မှအဆင့်9နေရာကအသင်းဖန်တွေလောက်အဆင့်4နေရာကအသင်းဖန်တွေကပျော်ရွှင်မှုမရပါဘူးလီဗာပူးတို့တပွဲလုံးအတိုက်တာမှာဂိုးပေါက်19ကျင်ထိခဲ့ပြီးတော့ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေ9ကျင်ထိမနေရခဲ့ပါတယ်သွင်းဂိုးတစ်ဂိုးထက်တော့မပိုခဲ့ပါဘူးဒါတွေကတော့နီးပြအန်ဆလော့နေတဲ့လာမယ့်ပွဲစဉ်တွေမှာပြင်ဆင်ပြောင်းလဲသွားရမယ့်အချက်တွေလို့ဆိုနိုင်ပြီးလီဗာပူးတင်ပြန်လာခြင်းမလာခြင်းကသူ့အပေါ်မှာအများကြီးမူတည်ခဲ့ပါတယ်လီဗာပူးတင်ပြန်လာမလားမလာဘူးလားမသိတော့ပါဘူး United တို့ကတော့နှစ်ပွဲဆက်နိုင်တဲ့တကယ်ကြီးပြန်လာနေပြီလားဆိုတာကိုတော့သတိပြုရမှာပါ United တို့ကအခုဆိုရင်အဆင့်တွေကမန်စီးတီးနဲ့3မှတ်နဲ့အဆင့်တွေကအာဆင်နယ်နဲ့ရမှတ်6မှတ်သာကွာဟတော့ကြောင့်အချိန်မရွေးအဆင့်လေးတွေကိုဝင်ရောက်လာနိုင်ပါတယ်လီဗာပူးကပါမှာတိတ်ဆိတ်ငိုကြွေးနေကြပေမဲ့ United ကပါမှာတော့ဟီဟာတွေလုပ်နေပါတယ်ဒီပွဲစဉ်အနိုင်ရှုံးကအရင်ဆိုးရတဲ့အခြေအနေမရှိပါဘူးလီဗာပူးတင်ပြန်လာမိနိုင်သေးတယ်လို့ United ကလည်းဒီနိုင်ပွဲကြောင့်နောက်ထပ်နိုင်ပွဲတွေဆက်တိုက်ရသွားနိုင်တာမျိုးလေးမပြောနိုင်ပါဘူးဒါကြောင့် United fan တွေပြောသလိုမျိုးဒီလိုညာမျိုးပြန်ရောက်ဖို့မသေးကြလို့ဒီလိုညာမျိုးကမကုံဆုံးကျင်ဘူးလို့ပြောသလိုပဲဖြစ်နေခဲ့ပါတယ်။ဝါနေနေပါဘောလုံးပြိုင်ပွဲမှာအရှုံးနဲ့နိုင်နှစ်မျိုးသာရှိလို့နိုင်တဲ့သူကပြောမယ်ရုံးတဲ့သူကပူမယ်ဒီလောက်ပါပဲ။စိတ်နေပြီးကိုတင်းကိုအားပေးနေတဲ့သူတွေတော့ကတော့တင်းလာနေကပျော်ရွှင်စရာကောင်းတဲ့နေ့တော့မဟုတ်ပါဘူး။လီဗာပူးအနေနဲ့အာဆင်နယ်ကိုနိုင်တဲ့ချယ်ဆီနဲ့လီဗာပူးကိုရှုံးပြီးတော့လာမယ့်နှစ်ပတ်ကျော်လောက်မှာမန်စီးတီးနဲ့ထပ်တွေ့မယ်။လီဗာပူးအကောင်းဆုံးပြန်လာပြရမှာပါ။ United တို့ကတော့အာဆင်နယ်နဲ့မန်စီးတီးကိုရှုံးပြီးချယ်ဆီနဲ့လီဗာပူးကိုနိုင်ခဲ့တဲ့မျှတတဲ့ရလဒ်တစ်ခုရှာဖွေနိုင်ခဲ့ပါတယ်။လာမယ့်ပွဲစဉ်တွေကတော့ပို့ပြီးတော့ပြန်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေကိုဇက်တိုက်မြင်တွေ့ရမှာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။